Bismillahirrahmanirrahim. Junaid Baghdadi rahmatullahi alayhi တင်ပြတယ်ကျွန်ုပ်ဟာဇဘင်ညတ်တမစီကနေikhlas ကိုတည်ယူခဲ့ကျွန်ုပ်ငယ်စဉ်တောင်ကြီးအချိန်ကအဖြစ်အပျက်တစ်ခုဖြစ်တယ်တရက်ဆရာကကျွန်ုပ်ကို အမိတ်ပေးတယ်ဘေတာဇဘင်ဒီလည်းရှိနေပြီဇဘင်ညတ်ဆိုင်သွားပြီးတော့ဇဘင်သွားညတ်ဆိုပြီးတော့အမိတ်ပေးကျွန်ုပ်လည်းအဲ့ဒီချိန်ကလက်ထက်မှာပတ်စံတပြားမှမရှိဘူးဇဘင်ညတ်ဆိုင်ရောက်တဲ့အခါကျတော့ဇဘင်ညတ်တဲ့သူကတခြားသူရဲ့ဖောက်တဲ့သူကိုဇဘင်ညတ်ပေးနေကျွန်ုပ်လည်းအနာကပ်ပြီးတော့မှတိုးတိုးလေးတွပြောကြခင်ဗျာအလ္လာဟ်အတွက်ကျွန်တော်ကိုဇဘင်ညတ်ပေးမလားအဲ့ဒီလိုလဲကျွန်တော်ပြောလိုက်ရောချက်ချင်းပဲဇဘင်ညတ်တဲ့ပုဂ္ဂိုလ်ဟာသူညတ်ပေးနေတဲ့လူကိုတစ်ဖက်မှာထိုင်ခိုင်းလိုက်ထိုင်ခိုင်းပြီးတော့ကျွန်တော်ကိုအလွန်ပဲယူကျိုးစွာနဲ့ပြောတယ်ဘေတာငါအနေနဲ့ကပိဿံအတွက်ဇဘင်ညတ်ခဲ့တာအများကြီးညတ်ခဲ့ပြီးပြီဒီနေ့တော့အလ္လာဟ်အတွက်ညတ်ပြီးတော့ကျွန်တော်ကိုနန်းနဲ့ခေါင်းကိုပြီးတော့ခုံပေါ်မှာပေးထိုင်နေငိုပြီးတော့ဇဘင်ညတ်အဲ့ဒီချိန်မှာကျွန်တော်စိတ်ထဲမှာဘာဖြစ်လာလဲဆိုတော့အလ္လာဟ်ကျွန်တော်ကိုတဏှာရာကနေပိဿံပေးရင်ကျွန်တော်သူကျေးဇူးပြန်ဆက်အဲ့လိုနဲ့ကျွန်တော်ဇဘင်ညတ်ပြီးသွားတယ်အချိန်ကာလလည်းတစ်ခုဖြတ်တန်းပြီးသွားတယ်ကျွန်တော်ဂျိုနိုင်ဘဂ်ဒါဒီဆိုပြီးတော့လူတွေရဲ့ထံမှာဖြစ်လာအဲ့ဒီအချိန်ရောက်မှတရက်ကျွန်တော်ဟာသူ့စီကိုသွားတယ်သွားပြီးတော့ဟိုငယ်စဉ်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးကိုပြန်တတိယစေအဲ့လိုတတိယစေပြီးတော့မှသူ့ကိုကျွန်တော်ဟာငွေကြေးအချို့ကျွန်တော်ပေးတော့သူပြုံးပြီးတော့ကျွန်တော်ကိုပြန်ဖြေပေးကျွန်တော်ရိုက်တဲ့အတင်းဟာဒီလောက်အလ္လာဟ်ဝါလာတော့ဖြစ်သွားပြီဒါလေးတော့နားမလည်ဘူးလားတဲ့ဘယ်အလုပ်ကိုအလ္လာဟ်အတွက်လုပ်ခဲ့လဲအဲ့ဒီရဲ့အစားကိုမခလုကစီကအဖန်စင်းကန်စီကမယူရဘူးလေတဲ့အဲ့ဒီသူ့ရဲ့ဒီစကားဟာကျွန်တော်ဟာikhlas ကစကားကိုကျွန်တော်ဟာဇဘင်ညတ်တမစီကနေရရှိခဲ့တာဖြစ်တယ်